ဒီဟင်းလေး၃မျိုးကတော့ဒီနေ့နေ့လယ်စာအတွက်ချက်ပြုတ်ထားတဲ့ဟင်းလေးတွေပါရှင်ဈေးထဲကနေငချင်းချင်းအစိတ်သား8000နဲ့ဝယ်လာတဲ့ထဲကနေ30သားလောက်ကိုကြော်ထားလိုက်ပါမယ်။တိုးတဲ့ကိုစနွန်းအယောင်တင်မုန်းကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်။အဲ့ဒီနောက်ချက်သွန်နီကိုလည်းထည့်လိုက်ပါတယ်။ချက်သွန်နီလေးတွေနူးလာပြီဆိုလို့ရှိရင်တော့အစိတ်ထုတ်ပြီးတော့လေးစိတ်ချမ်းထားတဲ့ခဲညင်သီးလေးတွေကိုထည့်လိုက်ပါတယ်ရှင်။ခဲညင်သီးလေးတွေနူးသွားအောင်ရေလေးလည်းထည့်လိုက်ပါတယ်။နေ့ရဲ့ရသာအတွက်စားနဲ့ချုံမုံလေးကိုလည်းထည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါတယ်ရှင်။ခန်းညင်သီးလေးတွေနူးလာပြီဆိုလို့ရှိရင်တော့အပေါ်ကုန်လေးတွေကိုခွာပြီးတော့ဖယ်ထုတ်လိုက်မယ်အဲ့ဒီနောက်မှာတော့ခန်းညင်သီးပတ်လေးတွေကိုကြည်အောင်အနှစ်လေးတွေကြည်အောင်ပေါက်လိုက်ပါမယ်ရှင်အနှစ်လေးမွေးသွားအောင်ဂျင်းနဲ့ချက်သွန်ပြိုကိုလည်းထည့်လိုက်ပါတယ်ချန်နေတဲ့ငချင်းချစ်15ချက်သားလောက်ကိုလည်းအလုံးလေးတွေလုံးပြီးတော့ထည့်ချက်လိုက်ပါတယ်မြုပ်သီးစိမ့်နဲ့ရေလေးကိုထည့်ပြီးတော့ငချင်းချစ်လေးတွေနူးသွားတဲ့အထိတည်ထားလိုက်ပါမယ်ရှင်ဒီငချင်းချစ်လေးကလေညှိလည်နဲ့မနေဘဲနဲ့ထုတ်ထုတ်လေးနဲ့အရန်ကိုစားကောင်းပါတယ်စိတ်သား8000နဲ့ဝယ်လာပြီးတော့3000မိုးလောက်ကိုကြော်ထားပြီးတော့အခုချက်ထားတာ9000မိုးလောက်ပဲကြာတော့ဈေးဘူးလည်းတက်တာပါတယ်ဟင်းလေးစီပြန်လာရင်နောက်ဆုံးမှာတော့နည်းနည်းမင်းလေးအုပ်လိုက်ရင်တော့မှုချိုင်နေတဲ့ငချင်းချစ်ချက်လေးရသွားပါပြီရှင်ငချင်းချစ်လေး9000မိုးလောက်က14တုံးလောက်ရတာတန်တယ်နော်မဖောင်ရိုးချောက်လေးကိုလည်းချက်သွန်ဖြူချက်သွန်နီမြေပဲတို့နဲ့ဆက်ဆက်လေးကြော်လိုက်ပါတယ်ရေတောက်ထက်ကိုလည်းမကြီးရွက်ကိုအုံရှိရွက်ကစုံရိုးနီတို့နဲ့ချက်လိုက်တဲ့ချိန်မှာတော့နေ့လယ်စာဟင်းလေးရအစင်းလေးဖြစ်သွားပါပြီရှင်